Facebook page ဖွင့်ထားပြီးတော့ page admin မခန့်တတ်သေးတဲ့သူတွေရှိလားခင်ဗျအရေးကြောင်းကြောရင်ကိုယ့်အကောင့်တွေပြောင်းလဲလုပ်တဲ့အခါမှာကိုယ့်ရဲ့ page ကို full control ဘယ်လိုခန့်ရမလဲ page admin အပိုင်ဘယ်လိုခန့်ရမလဲဆိုတာကိုမသိသေးတဲ့သူတွေရှိလားခင်ဗျရှိတယ်ဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုမှာ page admin full control ဘယ်လိုခန့်ရမလဲဆိုတာကိုအဆုံးထိပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျ like ကြည့်ပေးကြပါအောင်ခင်ဗျဒီမှာရှိတဲ့အပေါက်3ပေါက်လေးကိုနှိပ်လိုက်ပါပြီးရင်တော့ဒီမှာ page status ဆိုတာရှိပါတယ်အဲ့ဒါကိုနှိပ်ပါဒီမှာဆိုရင်ကျွန်တော်တို့ manage admin ဆိုတာရှိပါတယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျဒီမှာကျွန်တော်တို့ကဝန်ထမ်းတွေကိုစာပြန်ခိုင်းမှုခန့်နေတာဆိုရင်တော့ဒီမှာတက်အပ်ဆန်နဲ့ခန့်လို့ရပါတယ်ခင်ဗျအကုန်လုံး page ကိုအပိုင်ခန့်ပေးနေတာဆိုရင်တော့ဒီမှာကျွန်တော်တို့ကဒီ people with Facebook asset နဲ့ခန့်ရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ကတော့ဒီ full control Facebook asset နဲ့ခန့်ပြပါမယ်ခင်ဗျဒါလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင် next ကိုနှိပ်ပါဒီနားမှာကျွန်တော်တို့ကကို admin page နဲ့သူရဲ့ account number ကိုရိုက်ရှာလိုက်ပါခင်ဗျ friend ဖြစ်ဖို့တော့လိုပါတယ် friend မဖြစ်လည်းရပါတယ်ခင်ဗျဒါပေမဲ့ friend ဖြစ်ရင်ရှာရတာပိုလွယ်ပါတယ်ခင်ဗျတွေ့ပြီဆိုရင်တော့ဒီလိုမျိုးတစ်ချက်နှိပ်လိုက်ပါကို page နဲ့ account ကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ဒီမှာကျွန်တော်တို့က page ကိုအပိုင်ခန့်မှာဖြစ်တဲ့အတွက် full control ဆိုတာလေးကိုဖွင့်ပေးလိုက်ပါခင်ဗျပြီးရင်တော့ give access ဆိုတာနှိပ်လိုက်ပါဒီနားမှာဆိုကျွန်တော်တို့ကကိုယ့်ရဲ့ Facebook account ရဲ့ password ကိုထည့်ရမှာဖြစ်ပါတယ်ခင်ဗျ password တီးမှရမှာဖြစ်ပါတယ်ကျွန်တော် password ထည့်လိုက်ပါမယ်ခင်ဗျဒါက password ထည့်လိုက်တာပါ password တီးမှရမှာဖြစ်ပါတယ်ပြီးရင် confirm ကိုနှိပ်လိုက်ပါခင်ဗျဒါဆိုတော့ကျွန်တော်တို့ကသူ့ကို invite လုပ်ပေးသွားပါပြီသူ့ဘက်ကနေပြီးတော့လက်ခံမှုလိုပါတယ်ခင်ဗျသူ့ဘက်ကလက်ခံမှာ page ကသူ့စီကိုရောက်မှာဖြစ်ပါတယ်ခင်ဗျဘယ်လိုလက်ခံမလဲဆိုတော့ကိုကျွန်တော်တစ်ချက်ပြပါမယ်ခင်ဗျလက်ခံသူ account ထဲကိုသွားလိုက်ပါပြီးရင်အဲ့ဒီ account ထဲကနေပြီးတော့ကျွန်တော်တို့ကဒီမှာကိုယ့်ကို invite ထားတဲ့ note လေးကိုရှာပါခင်ဗျလိုက်ရှာကြည့်လိုက်ပါတွေ့ပြီဆိုတာနဲ့ဒီလိုမျိုးလေးနှိပ်လိုက်ပါခင်ဗျပြီးရင်တော့ဒီမှာကျွန်တော်တို့က review invite ဆိုတာရှိပါတယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါဒီမှာဆိုရင်တော့ကျွန်တော်တို့က next ကိုနှိပ်လိုက်ပါခင်ဗျပြီးပြီဆိုတာနဲ့ကျွန်တော်တို့က access ဆိုတာနှိပ်လိုက်ပါခင်ဗျဒါဆိုရင်တော့ရသွားပါပြီကျွန်တော်တို့က page ထဲကိုတန်းသွားခြင်းနဲ့ဆိုရင်တော့ switch now ဆိုတာလေးကိုနှိပ်လိုက်ပါခင်ဗျအဲ့ဒါဆိုရင် page ထဲရောက်သွားပါလိမ့်မယ်ဒါဆိုရင်တော့ရပါပြီကျွန်တော်တို့ကဒီ page ကိုအပိုင် full control ရပါပြီခင်ဗျ page ကိုကင်တွယ်လို့ရပါပြီခင်ဗျဒါကတော့ကျွန်တော်တို့က full control page admin ခန့်နေလေးပဲဖြစ်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျအကျိုးရှိတယ်ဆိုရင်တော့ share ပေးခဲ့ကြပါအောင်ခင်ဗျ